တုံးနဲ့တူစင်မပြေအားစားပြီးတော့နှစ်ယောက်ကွဲလို့ရှိရင်ကျန်တာတွေကုန်ကွဲကုန်အဲ့လိုတော့ဆိုဒီနှစ်ယောက်နဲ့ပတ်သက်ပြီးတော့သူ့ဘက်ကိုယ်ဘက်ဆိုပြီးလူဆိုတာဆန္ဒတွေ့ရတွေကုန်ပေါင်းကုန်ကြပေါင်းကုန်သည့်အတွက်ကြောင့်ကွဲပြဲမှုဟာပိုချီးသွားတယ်လူဖွဲ့စည်းတွင်းမှာတဏှာကွဲလိုက်ရင်ထိုကွဲအပ်မှုကြီးကပိုပြီးတော့ချီးမားသွားတယ်အကြောင်းကြီးကတော့လူအတိုင်းဝိုင်းကကွဲလို့ရှိရင်ကိုမမြင်ရပေမဲ့နတ်အတိုင်းဝိုင်းမှာလည်းကွဲတယ်လို့ပြောတယ်ဘာလို့လို့ဆိုသူကိုယ်ွယ်တဲ့နတ်နဲ့ကိုယ်ွယ်တဲ့နတ်ကမတူဘူးဆိုရင်ဒီလူကကိုယ်ွယ်တဲ့နတ်ဟိုလူကကိုယ်ွယ်တဲ့နတ်ကလည်းပဲသူ့လူသူအားပေးမှာပဲနတ်လောကလည်းကွဲပြားတယ်လို့သူဆိုတော့ကောသမီမှာယဟန်နေအချင်းချင်းကွဲပြားတော့ငါဆိုရင်စာထဲမှာရေးထားတာဗြဟ္မပြေချီအောင်ကွဲတယ်လို့ရေးထားတာဟုတ်ပါမလားလို့တန်တရားရှိခဲ့တယ်လူဆိုတာတရဝါဆိုတာစိတ်ဆန္ဒချင်းမတူတော့ဒါဟုတ်နိုင်တယ်ဖြစ်နိုင်တယ်ပေါ့နော်ကွဲပြားချမ်းသာကိုမွေးထားတဲ့တိရစ္ဆာန်တွေကလည်းတူတူပဲကိုမွေးတဲ့လူကိုမွေးတဲ့တိရစ္ဆာန်ဟိုဘက်ကမွေးတဲ့တိရစ္ဆာန်ဒီဘက်ကမွေးတဲ့တိရစ္ဆာန်လူတွေကွဲရင်လည်းတိရစ္ဆာန်ချင်းလည်းကွဲကြမှာပဲဒါအဲ့လိုကွဲပြားမှုတွေကတယောက်ကစားလိုက်လို့ရှိရင်အကုန်လုံးကွဲကုန်သမက္ခဆိုတာအဲ့လိုမဟုတ်ဘူးသူနဲ့ကိုယ်နဲ့စိတ်တူဆန္ဒတူစုပေါင်းတာအဲ့တော့ဆန္ဒဆိုတာတူညီဖို့အတော်ခက်တယ်နာနာဆန္ဒနာနာဓိမုတ်တိကလူဆန္ဒဆိုတာတဲ့အမွားမွေးတောင်မှအမွားမွေးတဲ့ညီကိုရင်ညီမရင်တောင်မှပဲစိတ်ဆန္ဒချင်းမတူဘူးတဲ့မတူသည့်အတွက်ကြောင့်စိတ်ဆန္ဒပေါ်မှာအခြေခံမဲ့ဆိုရင်ကွဲဖို့ရအပဒံလွယ်နေတယ်